Hello အားလုံးပဲမင်္ဂလာပါစုကအိမ်မှာမိုးလဆောင်လေးဒီနေ့လောက်စားဖြစ်တာနဲ့လုံလီဗီဒီယိုလေးကိုအားလုံးတက်လာမျှဝေပေးတာဖြစ်ပါတယ်မကြခင်လဲတကြံရောက်လာတော့မှဆိုတော့တကြံမှာစတူဒီတာကျွေးကျင်တဲ့သူလေးတွေအတွက်မိုးလဆောင်လုံလီလေးကိုသိရအောင်လို့လာပြီးတော့မျှပေးရပါမိုးလဆောင်လုံလီလေးကတော့စုကအညာဒေတာရဲ့မိုးလဆောင်လုံလီလေးပေါ့နော်ထညက်လေးနဲ့ဒီမိုးလဆောင်ဘက်အဖြူလေးနဲ့ပါကဲဆိုတော့စပြီးလုပ်ဖို့အတွက်တော့အရင်ဆုံးထုံးရည်ကြီးလေးကိုတညကြိုပြီးတော့စိန်နာပေးပါမယ်ကွန်ဆာထုံးကိုအခုလိုမျိုးလက်ဖက်ရည်စွန်းလေးနဲ့နှစ်စွန်းစာလောက်ဒီလိုမျိုးခွက်တစ်ခုတွေကိုထည့်လိုက်ပါမယ်ပြီးရင်တော့သူ့တွေကိုရေလေးခက်မြမြထည့်ပြီးတော့မှစရိုတေချာလေးနှံ့အောင်မှွေပေးမယ်ပြီးတာနဲ့ဒါလေးကိုတညလောက်ကြိုပြီးတော့စိန်နာပေးလိုက်ပါမယ်တကယ်လို့အချိန်မရတဲ့သူဆိုလို့ရှိရင်တော့9နာရီလောက်ကြိုပြီးတော့စိန်နာပေးရင်လည်းရပါတယ်စုကတော့နောက်နေ့လုံးမှာဖြစ်တဲ့အတွက်ဒီနေ့ညတည်းကတခါတည်းထုံးရည်ကြီးကိုစိန်နာပေးလိုက်တာပါကဲဒါလေးကိုတော့တညသိပ်ထားလိုက်ပါမယ်နောက်နေ့မနက်မှာတော့စုတို့ထညက်ရေကြိုဖို့လုပ်ပါမယ်ထညက်ကိုတော့စုကအစိတ်သားသုံးထားပါတယ်ရေကိုတော့စုကရေတန့်ဘူးနဲ့1လီတာထည့်ထားလိုက်ပါတယ်ပြီးပြီဆိုရင်တော့သူတွေကိုစားလေးနဲ့ငယ်ထည့်ပါမယ်တကယ်လို့ထညက်ရေတာကျေးသွားမှမချိုတော့မှစိတ်ပူတယ်ဆိုလို့ရှိရင်တော့ရေကိုနည်းနည်းပဲထည့်ပြီးတော့မှကြိုပြီးသွားတဲ့အခါမှာထညက်ရေကပြစ်တယ်တအားချိုတယ်ဆိုလို့ရှိရင်ရေခဲရေလေးရောပေးလို့ရပါတယ်ကိုလိုချင်တဲ့အနေထားလောက်ပေါ့နော်ကဲဆိုထညက်ရည်လေးကိုကြိုလိုက်ရင်းနဲ့ထညက်တွေပျော်ပြီးတော့တေချာလေးစူပေါ်လာပြီဆိုလို့ရှိရင်တော့ထညက်တွေကအမိုက်တရိုက်လေးတွေပြောင်းဆင်သွားအောင်လို့စကားလေးနဲ့စစ်ထုတ်ထားလိုက်ပါမယ်ပြီးရင်တော့ဒီထညက်ရည်လေးကိုအေးခဏလိုက်ပါမယ်ဆိုတော့ညတွေကဖြော်ထားတဲ့ထုံးရည်ကြီးကလည်းအခုလိုမျိုးလေးလုံးဝကြီးလင်းနေပြီဆိုရင်တော့ဆိုတော့ဒီရည်ကြီးလေးကိုခွက်တစ်လုံးနဲ့ကိုလဲထည့်ထားလိုက်ပါမယ်စုကတော့ရေတန့်ဘူးရဲ့တဝက်စာ900 ml ကိုသုံးပါမယ်ကဲပြီးရင်တော့ဆိုရမိုးလက်ဆောင်ဖတ်လုပ်ဖို့ရအတွက်ဒီတစ်ခါလေးကြိုမဲ့အိုးရဲကိုပဲဆန်မုံနိုးစီဘူးတပူးစာထည့်လိုက်ပါမယ်စုလုပ်တဲ့ခွက်လေးနဲ့ဆိုရင်တော့2ခွက်စာရှိပါတယ်ပြီးရင်တော့သူ့ရဲကိုပီလောပီနံကော်မုံထမင်းစားစွန်းနဲ့2စွန်းမမလောက်ထည့်ပါမယ်မိုးလက်ဆောင်ဖတ်ကိုအရသာရှိအောင်လို့ဆိုရစားလေးနဲ့ငယ်ထည့်ပါမယ်ပြီးရနဲ့အစောကထုံးရည်ကြီးလေးကိုရေတန့်မှုရဲ့တဝက်စာ900 ml ထည့်မယ်နောက်ထပ်900 ml ကိုတော့ရိုးရိုးရေကိုထည့်လိုက်ပါမယ်ရေအချိန်စားကတော့ဆန်မုတ်တစားရေ2စားဖြစ်ပါတယ်ပြီးတာနဲ့အမုံလေးတေချာလေးပြုံဝင်သွားအောင်လို့စုတို့ဖြော်ထားပြီးလိုက်ပါမယ်စုကဒီမှာလိုက်တင်ကြောင်းနည်းနည်းလေးဝါသလိုဖြစ်နေရပါတော့စုအပြင်မှာထွက်ပြီးတော့ကြိုတဲ့အခါမှာတော့ဒီဆန်မုတ်အရေကလုံးဝအဖြူရောင်ပါကဲစုတို့စပြီးတော့မီးအလဲလက်လောက်နဲ့ပဲစပြီးတော့ကြိုပေးပါမယ်ကြိုနေနဲ့မှာစုတို့တဖြည်းဖြည်းနဲ့မုတ်သားလေးတွေကခဲလာပါလိမ့်မယ်မိုးလက်ဆောင်ဖက်လုပ်တဲ့အခါမှာတော့စုတို့ဒီလိုမျိုးဇက်တိုက်ကိုမှွေပေးနေရပါမယ်။စုကဆန်စိမ်းနဲ့လေးမပြောက်သေးပဲနဲ့ရေလေးခန်းသွားတာကြောင့်ရေလေးနည်းနည်းလေးထပ်ထည့်ပြီးတော့မှဒီမုတ်သားလေးချောချောပြောင်ပြောင်လေးဖြစ်လာတဲ့အထိကြိုပေးလိုက်ပါတယ်ဒီလိုမျိုးမုတ်သားလေးကဇုံးကနေပြန်ပြီးတော့မကြတော့ဘူးဆိုရင်တော့ရသွားပါပြီ။စုတို့အောက်ကနေပြီးတော့ရေခဲရေလေးပြင်ဆင်ထားပါမယ်။ပြီးရင်တော့ဒီလိုမျိုးစကားလေးပေါ်ကိုထည့်ပြီးတော့မှအောက်ကိုတိုက်ချပေးထားလိုက်ပါမယ်။ဒါဆိုလို့ရှိရင်တော့စုတို့အောက်မှာမိုးလက်ဆောင်ဖက်လေးတွေရသွားပါပြီ။အခုလိုမျိုးစကားနဲ့မိုးလက်ဆောင်ဖက်ကိုတိုက်ချတဲ့အခါမှာဒီမုံအနှစ်ကအေးသွားလို့မရပါဘူး။စုတို့ပူနေတော့မှပဲတိုက်ချပေးရပါမယ်။ကဲစုကတော့အခုလိုမျိုးမိုးလက်ဆောင်ဖက်အများများလေးရပါတယ်။ဒါလေးကိုတော့ရေခဲရေလေးထဲမှာပဲအခုလိုမျိုးလေးစိန်ထားမယ်။ပြီးရင်တော့လိုအပ်တာလေးကအုံသီးလေးတွေချစ်ထားတာလိုအပ်ပါမယ်။အုံတို့လေးကိုတော့ထည့်ပြီးတော့တောက်ချင်လည်းရတယ်။စုကတော့အုံတို့လေးထည့်ပြီးတော့တောက်ချင်တာမလို့ပြင်ဆင်ထားပါတယ်။ကဲဒါဆိုလို့ရှိရင်တော့စုတို့ခွက်လေးထဲမှာမိုးလက်ဆောင်လေးတွေထည့်လိုက်ပါတော့မယ်။မိုးလက်ဆောင်ဖက်အနေများကတော့စိတ်ကြိုက်ထည့်နိုင်ပါတယ်။စုကတော့အရေးကြီးကြီးလေးတောက်ရကြိုက်တာမလို့မိုးလက်ဆောင်ဖက်ကိုနည်းနည်းလေးပဲထည့်ရပါတယ်။ပြီးတာနဲ့သူတွေကိုထညက်ရည်လေးထည့်ပါမယ်။ထညက်ရည်လေးကလည်းစုတို့အေးခဏတာဆိုတော့အေးနေပြီပေါ့နော်။ထညက်ရည်ကိုတော့စိတ်ကြိုက်တဲ့လောက်ထည့်လိုက်ပါမယ်။ပြီးရင်တော့အုံတို့လေးဆမ်းမယ်။အုံတို့ကိုတော့မကြိုက်ရင်လည်းမထည့်လို့ရပါတယ်။အပေါ်ကနေအုံသီးဘက်လေးများများလေးထည့်လိုက်မယ်ဆိုလို့ရှိရင်တော့အနက်မွမွေးလေးနဲ့အရန်အောင်တောက်လို့ကောင်းတဲ့မိုးလက်ဆောင်လေးရတော့ပါပြီ။အေးသွားအောင်လို့စုကရေခဲလေးလည်းထည့်လိုက်ပါတယ်။ကဲဒါဆိုရင်တော့ဆွေရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းဟင်းချက်နေမလို့နေဗီဒီယိုလေးတွေကိုစလိုက်တင်ပေးဖို့ရှိတာမလို့ဆွေရဲ့ channel လေးကို subscribe လုပ်ပြီးတော့အားပေးခဲ့ပါအောင်ရှင်ဗီဒီယိုတစ်လေးအတွက်လည်းဘေးနားခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့မမေ့နဲ့အောင်နော်ဆွေရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တုတ်တရရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတစ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ကျေးဇူးပါ